ဘာဖြစ်လို့ investor တွေကလမ်းမရမြေကွက်တွေကိုပို့ပြီးတော့စိတ်ဝင်စားကြရလဲ။ကျောင်းရင်းကတော့ရွှေ့ရှင်ပါတယ်။အဲ့ဒီအကြောင်းကိုဒီနေ့သင်စားကပြပြပေးသွားမှာပါ။ပထမဆုံးချက်ကတော့ visibility ပါ။လမ်းမရ property တွေကနေထိုင်ဖို့တင်မကဘဲနဲ့အငှားကျင်ထားတာဖြစ်ဖြစ်ဒါမှမဟုတ်စီးပွားရေးလုပ်တာဖြစ်ဖြစ် showroom တို့ office တို့ဖွင့်တာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်။နောက်ပြီးတော့ live environment လုပ်ဖို့လည်းတင့်တော်ပါတယ်။လူသားလာများရဲ့လမ်းမရမှာရှိနေတာဟာလူချင်းမင်းတို့အတွက်ကြော်ညာဆိုင်ဖို့ကြီးတစ်ခုရှိနေသလိုပါပဲ။ဒါအပြင် marketing budget ကိုလည်းသက်သာနိုင်စီမှာဖြစ်ပါတယ်။ဒုတိယအချက်ကတော့ rental income နဲ့ land appreciation ဆိုတဲ့ငှားရမ်းကောင်းဝင်တွေနဲ့မြေယာတမိုးတက်ချင်မှာကိုယ်တိုင် business မလုပ်ရင်တောင်မှ office တွေဒါမှမဟုတ်ဘဏ်တွေကိုရရှိငှားပြီးတော့မြန်မာရဲ့ငှားဝင်ငွေတွေကိုရရှိနိုင်ပါတယ်။နေရာနဲ့ကျန်ဝန်းပေါ်မူတည်ပြီးတော့တစ်လားကိုဝင်ငွေရ350ကနေ250ထိရရှိနိုင်မှာဖြစ်ပါတယ်။မြေစည်းတောင်းတော့ကလည်းရက်ွက်ထဲကမြေစည်းတွေထပ်ပို့ပြီးတော့အတက်မြန်ပါတယ်။လွန်ခဲ့တဲ့9နှစ်အတွင်းမိလမ region property တွေဟာဆိုရင်အခုအချိန်မှာ80ကနေ85ရာခိုင်နှုန်းထိတက်နေပါပြီ။နောက်ဆုံးချက်ကတော့ future development မှာနောက်9နှစ်အတွင်းဒီမှာလမ်းမရန်ပတ်ဝန်းကျင်တွေမှာ shopping mall တွေဒါမှမဟုတ် luxury condo တွေနဲ့ commercial project တွေပေါ်ပေါက်လာဖို့ရှိမရှိဒါမှမဟုတ်ဒီလမ်းမကြီးရောထပ်ပြီးချဲ့ဖို့ရှိမရှိဆိုတာတွေကိုပါကြိုတင်တွက်ချက်ထားတာမျိုးဖြစ်ပါတယ်။ဒါကြောင့်လူချင်းမင်းတို့အနေနဲ့လမ်းမရန် property တွေကိုရှောက်ဖွင့်နေရဆိုရင်တော့သင်္သာတို့စီမှာရှိတဲ့အကောင်းဆုံး listing တွေကိုတင်ပေးသွားမှာဖြစ်လို့ page ကို follow လုပ်ထားအောင်မေးနေအောင်နော်။သိစိတ်ကိုခုပဲသိရှိခြင်းနဲ့ဆိုရင်တော့ Facebook page ရဲ့ messenger မှာဖြစ်စေဒါမှမဟုတ်တက်နေဝင်ရဲ့ hotline number ဖြစ်တဲ့399456456495ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ဂျုံးကိုလူကိုယ်တိုင်လာရောက်စုံစမ်းခြင်းနဲ့လူကြီးမင်းများကိုလည်းဖိတ်ခေါ်လိုက်ပါတယ်ရှင်။ရုံးရဲလိပ်စာလေးကတော့အမှတ်19635ရက်ကွက်ပင်လုံလမ်းမကြီးပေါ်မြောက်တကုံမြို့နယ်ရှောင်းလမ်းမတိုင်ရှိပဲဖြစ်ပါတယ်ရှင်။အခုကြည့်ရှုပေးနေတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။